ကျွန်တော်တို့နေ့တိုင်းပြောနေတဲ့စကားတွေလေအဲ့ဒီစကားတစ်ခွန်းကအရာရာကိုတီးဆောက်နိုင်တယ်လို့အရာရာကိုဖျက်ဆီးဖြစ်နိုင်တယ်ဆိုတာကိုတော့သတိထားမိကြရလားဆိုတော့လေဒီနေ့မှာတော့ကျွန်တော်တို့အမြဲသုံးနေတဲ့စကားလုံးတွေမှာဘယ်လိုမျိုးအစွမ်းထက်တဲ့တဘောကနှမျိုးကိန်းအောင်နေလဲဆိုတာကိုအတူတူကြည့်သွားကြမှာဖြစ်ပါတယ်ဟုတ်ပါတယ်စကားတစ်ခွန်းကဘာတွေကိုများပြောင်းလဲနိုင်မှာလဲဒီမိကွန်းကကြည့်လိုက်ရင်တော့ရိုးရိုးလေးပဲနော်ဒါပေမဲ့တကယ်တမ်းနဲ့တွေးချလိုက်ရင်အင်မတန်ကိုအတိပယ်ရှိပါတယ်စကားတစ်လုံးတည်းနဲ့ဘဝတစ်ခုလုံးဆက်ဆံရေးတစ်ခုလုံးနောက်ပြီးအနာဂတ်တစ်ခုလုံးကိုပါဘလောက်အထိပြောင်းပြန်လမ်းပေးနိုင်တယ်လဲကဲအဖြေတွေကိုအတူတူဆက်ပြီးရှာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ပြောချင်တာကတော့လေစကားဆိုတာကျွန်တော်တို့အတွက်မှန်တစ်ချက်လို့ပဲဗျာဟုတ်တယ်လူတယောက်ရဲ့အတွင်းစိတ်အမှန်နဲ့သူ့ရဲ့တန်ဖိုးဆက်မှန်ကိုဘယ်လိုမျိုးထင်ဟပ်ပြနေတယ်လဲဆိုတာကိုရင်ဆုံးကြည့်လိုက်ကြရအောင်အပေါ်ယံကြည့်ရင်တော့တိတ်မဆိုင်ဘူးလို့ထင်ရနိုင်ပေမဲ့တကယ်တမ်းလူတယောက်ရဲ့အစိမ့်တန်းနဲ့သူ့တန်ဖိုးကိုသူပြောတဲ့စကားတွေကနေအများကြီးပိုင်းဖြတ်လို့ရနေတတ်ပါပဲဥပမာပေးရရင်လူတယောက်သုံးလိုက်တဲ့စကားလုံးတိုင်းကသူ့ရဲ့ပုံရိပ်ကိုထုစီနေတဲ့ပမှုရှာရဲ့စောက်တလက်နဲ့အတူတူပါပဲတစ်ချက်လောက်လေးမားသွားတာနဲ့တကူလုံးရဲ့တန်ဖိုးကပြိုကျသွားနိုင်တယ်ဒါပေမဲ့ကျွမ်းကျွမ်းကျင်ကျင်ဒါသုံးနိုင်မယ်ဆိုရင်တော့အဖို့မဖြစ်နိုင်တဲ့အမှုပညာရုပ်တုတစ်ခုဖြစ်လာနိုင်တာပေါ့ရှေးလူကြီးတွေပြောတယ်လို့ပါဗျာစကားပြောပါများစကားလဲကဇာတိပြဆိုတာလေအဲ့ဒီတိုင်းပဲယုံရင်ကြမ်းတဲ့စကားလုံးတွေကလူတစ်ယောက်ရဲ့ဒံဖိုးကိုတကယ်ကိုနှိမ့်ချစေပါတယ်စိတ်ထဲမှာစေတနာဘလောက်ကောင်းအဲ့ဒီစေတနာကိုမှားယွင်းတဲ့စကားလုံးတွေနဲ့တွားထုတ်ပွင့်မိလိုက်ရင်လက်ခံရရှိတဲ့သူတော့နာကျင်စရာတစ်ခုဖြစ်သွားနိုင်တာပါပဲအခုဒီစကားလေးကတကယ်ကိုမသားစင်ရပါပဲစိတ်ရင်းဘလောက်ကောင်းအပြောမတက်ရင်ဆဲတယ်လို့ပါပဲတဲ့တကယ်ကိုတတိထားရမယ်ချက်နော်စေတနာကရင်ခံဆိုတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီစေတနာကိုဖော်ပြတဲ့စကားလုံးတွေကြတော့တရားတစ်ခုလိုပဲတရားကမကောင်းဘူးရန်နဲ့ဖြစ်နေရင်ဘလောက်တန်ဖိုးကြီးတဲ့လက်ဆောင်ဖြစ်ဖြစ်တစ်ဖက်ကန်းကိုဘယ်တော့မှရောက်သွားမှာမဟုတ်ပါဘူးကဲဟုတ်ပြီအခုဆိုရင်စကားရဲ့စွမ်းအားအကြောင်းကိုနည်းနည်းလေးပို့ပြီးနည်းနည်းဆက်ကြည့်လိုက်ကြရအောင်စကားဆိုတာဟာလीအရာရာကိုဒီစောက်နိုင်တဲ့ foundation တယောက်ဖြစ်နိုင်တယ်လို့ရှိသမျှအကုန်လုံးကိုပြာကျတော့လုပ်နိုင်တယ်ဖြည့်ဆည်းသူတယောက်လည်းဖြစ်နိုင်ပြန်ပါတယ်ဟုတ်ပါပဲစကားမှာဓာတ်ဘာနှစ်ဖက်ရှိတယ်ဆိုတာဒါကပြောတာပါတစ်ဖက်မှာချိလိုက်ရင်စကားကချစ်ခင်မှုကိုဖန်တီးပေးနိုင်တယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့မွန်းတီးမှုကိုလက်ဆောင်ပေးနိုင်ပြန်ရောလမ်းနဲ့တွေ့ကိုရှင်းရှင်းလင်းလင်းမြင်ရတယ်လို့ပဲတလန်းကပန်းခင်းလန်းဖေပြီးနောက်တလန်းကတော့စုခင်းလန်းပါပဲဟုတ်ပါပဲစကားကချစ်ချင်မှုကိုဖန်တီးနိုင်တယ်ပျော်ရွှင်မှုကိုတည်ဆောင်လာနိုင်တယ်ကောင်းမွန်တဲ့နှွေးထွေးတဲ့စကားလုံးတွေဆိုတာစချန်ရည်တွေတက်ကအကောင်းဆုံးတန်မြင့်တော်စာတွေပါပဲချစ်ချစ်မေတ္တာတွေကိုဖူးပွင့်စေပြီးပျော်ရွှင်မှုတွေကိုတည်ဆောင်လာပေးနိုင်တယ်ဒါဟာစကားရဲ့အလားပါဆုံးနဲ့အစွမ်းထက်ဆုံးအချမ်းတစ်ခုပေါ့ဒါပေမဲ့လေတန်ကားပြားမှာကြော်ဘက်တချမ်းအမြဲရှိတယ်လို့ပါပဲအဲ့ဒီစကားလုံးတွေကပဲနာကျင်စရာမုန်းနှင်းမှုတွေကိုလက်ဆောင်ပေးနိုင်တယ်လို့လူတယောက်ကိုအထီးချန်ခြင်းဆိုတဲ့နိုင်ရန်တွေကြားတယ်ပေးမိသွားအောင်လဲလက်နိုင်ပြန်ပါတယ်အလင်းရှိတဲ့နေရာမှာအရေးလက်ရှိနေတတ်တာကစကားရဲ့တဘာဝပါပဲဗျာโอเคအခုဆက်ဆံရေးတွေအကြောင်းပြောပြီးပြီဆိုတော့ကျွန်တော်ရဲ့ဘဝလမ်းကြောင်းတွေအောင်မြင်မှုတွေပေါ်မှာတော့စကားကဘယ်လောက်ထိတက်ရောက်မှုရှိနိုင်လဲဆက်ကြည့်ကြအောင်ဒီကတော့လေအောင်မြင်ခြင်းနဲ့ဆုံရှုံခြင်းကြားကခြားနာချက်ဟာစကားတစ်ခုံးလေးပဲဖြစ်နေတာတော့ပါတယ်ဟုတ်တယ်စကားဆိုတာအောင်မြင်မှုစီကိုလမ်းတက်ရမယ်ပထမဆုံးခြေလမ်းကောင်းတစ်ခုဖြစ်နိုင်တယ်လို့တခါတည်းနဲ့အရာအလုံးကိုဆုံးရှုံးသွားစေမယ်အဲ့ဒီကခြေလမ်းတစ်ခုလည်းဖြစ်နိုင်ပြန်ပါတယ်အောင်မြင်မှုစီတက်ဖို့လေကားထစ်တွေဖြစ်နိုင်တယ်လို့ခြောက်နဲ့ထဲပြုတ်ကျစေမယ်ပျက်စီးနေတဲ့လေကားထစ်တွေလည်းဖြစ်နိုင်တယ်ဘယ်လေကားကိုရီတက်မလဲဆိုတာကတိတ်ကိုအရေးကြီးပါတယ်မမပဲစကားဆိုတာအောင်မြင်မှုရဲ့ပထမခြေလမ်းမှာပဲအောင်မြင်မှုဆိုတဲ့တိုင်မြင့်ကြီးကိုတိဆောက်ခြင်းလေကျွမ်းကျင်တဲ့ပြောဆိုဆက်ဆံရေးဆိုတာအခိုင်အမာဆုံးအုတ်မြစ်ပဲအဲ့ဒီအုတ်မြစ်တော့မခံရင်ဘလုံးမြင့်တဲ့ပန်းတိုင်ကမှတက်လန်းဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့အဲ့ဒီရဲ့တစ်ပတ်ချမ်းမှာတော့အင်မတန်ကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုရှိနေပြန်ရောအဲ့ဒါကတော့စကားဟာဆုံးရှုံးမှုတွေရဲ့အဓိကခြေလမ်းလေးဖြစ်နိုင်တယ်ဆိုတာပါပဲမာယွန်ကောတဲ့စကားတစ်ခုနဲ့လူတစ်ယောက်ရဲ့တောက်ပေါက်နေတဲ့အနာဂတ်တစ်ခုလုံးကိုခြေမို့ဖြစ်နိုင်တယ်ဆိုတာပါတကယ်ကိုကြောက်စရာကောင်းပါတယ်ကဲအခုဆိုရင်တူးချင်းဆက်ဆံရေးနဲ့လူမှုအတိုင်းဝိုင်းအထိပိုးကြဲကြဲပြန့်ပြန့်လေးကြည့်လိုက်ကြအောင်စကားကလူတွေကိုဘယ်လိုမျိုးစူးစီးပေးတယ်လဲဒါမှမဟုတ်ဘယ်လိုမျိုးပြန်ပြီးတော့ကွဲကွာသွားစေတယ်လဲဒါကတော့ရှင်းရှင်းလေးပါပဲစကားကြောင့်ပဲကျွန်တော်တို့မှာမိတ်ဆွေတွေဖြစ်လာတယ်ပြီးတော့အဲ့ဒီစကားကြောင့်ပဲတယောက်နဲ့တယောက်ကြောခိုင်းသွားကြပြန်ရောတခုကဆွဲယူတယ်နောက်တစ်ခုကတွန်းထုတ်တယ်အဲ့ဒီလိုစန့်ကျင်ဘက်စွမ်းနှစ်ခုရှိနေတာပါဟုတ်တယ်မလားစဉ်းစားကြည့်လေခ
ခင်မမှုတန်ရဲ့အစဟာစကားတခွန်းကနေမှစခဲ့တာတွေချေပါပဲစကားကြောင့်လူတွေဟာမိတ်ဆွေဖြစ်လာပြီးယဉ်နီးလာကြတယ်ပြောဆိုဆက်ဆံခြင်းဆိုတာသူစိမ်းတွေကိုမိတ်ဆွေဖြစ်စေတဲ့အစွမ်းထက်တဲ့တတောက်သဆင်းလိုပါပဲဒါမဲ့အဲ့ဒီပြောင်းမြန်တော့ကြည့်လိုက်ရင်တော့ကြောက်စရာကောင်းပါတယ်ဘလောက်ပဲချစ်ကြတယ်ပြောအရန်ချစ်ကြတယ်ချစ်သူတွေတော့ကြောခိုင်းသွားစေတယ်တရားခံဟာစကားပဲဖြစ်နေတတ်ပါတယ်ဘလောက်ပဲ net shine နဲ့ဆက်ဆံရေးမျိုးကိုမဆိုအဆုံးသက်သွားစေနိုင်လောက်အောင်စကားရဲ့အဖြစ်စွမ်းအားကကြီးမားပါတယ်အခုလူတယောက်ရဲ့ဂုဏ်သီခါအကြောင်းကိုစဉ်းစားကြည့်အောင်နှစ်ပေါင်းများစွာအပင်ပန်းခံပြီးတိဆောက်ထားရတဲ့ဂုဏ်သီခါဆိုတဲ့ခန္ဓာကြီးတစ်ခုအဲ့ဒီခန္ဓာကြီးတစ်ခုလုံးကိုပြိုလဲသွားစေနိုင်တာကဘာလဲထီလားစကားတခွန်းတည်းပါဟုတ်ပါတယ်အဲ့ဒီစကားတခွန်းလေးကြောင့်ပဲနှစ်ပေါင်းများစွာစူးစမ်းတိဆောက်လာခဲ့တဲ့များဂုဏ်သီခါတွေအားလုံးဟာရေစုံမျိုးသွားနိုင်ပါတယ်မျက်စိတမိတ်အတွင်းမှာပဲအားလုံးပျက်စီးသွားနိုင်တာပါကဲဒါဆိုရင်နောက်ဆုံးအနေနဲ့စကားရဲ့တကယ့်သဘောတဘာဝကိုအမြင်ရဖော်ပြနိုင်မဲ့အစွမ်းအဆုံးဥပမာတစ်ခုကိုကြည့်လိုက်ကြအောင်စကားဆိုတာတကယ်တော့ဓာတ်တလက်ပါပဲဒါပေမဲ့ပြဿနာရဲ့အရင်မြစ်ကမကောင်းတဲ့စိတ်နဲ့ပြောတာချီပဲတော့မဟုတ်ဘူးကျွမ်းကျင်မှုမရှိတဲ့စကားပြောဆိုခြင်းဆိုလိုတာကကိုပြောလိုက်တဲ့စကားရဲ့အကျိုးနဲ့အပြစ်ကိုတေးချမသိပဲမသုံးသပ်ပဲပြောဆိုလိုက်တဲ့အခြေအနေအဲ့ဒါနေပဲစိုးကျိုးတွေအများကြီးဖြစ်လာစေတာပါဆိုတော့ရွေးချယ်ခွင့်ကကျွန်တော်တို့လက်ထက်မှာပဲရှိပါတယ်ကျွန်တော်တို့ဟာစကားကိုတန်မိုးရှိတဲ့အရာတွေဖန်တီးပေးနိုင်တဲ့အကျိုးရှိတဲ့ဓာတ်လက်အဖြစ်သုံးမလားဒါမှမဟုတ်တခြားသူတွေကိုထိခိုက်နေတာရှိတဲ့လူသက်လက်နက်တစ်ခုအဖြစ်သုံးမလားဒါကိုကိုင်းတဲ့သူတိုင်းမှာတာဝန်ရှိတယ်လို့ပဲစကားပြောတဲ့သူတိုင်းမှာလည်းတာဝန်ရှိပါတယ်ဒီကြောင်းရည်တွေအားလုံးရဲ့အဆုံးမှာတော့ဒီမြေကုန်းလေးစုကကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာဖြစ်ကြံခဲ့ပါတယ်ကိုလက်ထက်မှာကိုင်းထားတဲ့အဲ့ဒီစကားဆိုတဲ့ဓာတ်ကိုလေဘလို့အသုံးပြုသွားကြမလဲ